1 2 3 4 action စိတ်ဆိုးလို့မဟုတ်ပါဘူးဒီနေ့။ဘာရှင်းပြောလဲဒီနားလေးပါမဟုတ်ဘူး။ဒီနေ့ကဒီခဏမဟုတ်ဘူး။ဒီရောက်ဘယ်တော့ဒီနေ့နားမှာနေရှိတယ်။အခုအိမ်မှာရှိတဲ့ဒီမရှိတဲ့ဘာမှမဟုတ်ကြော်လို့ရှိတယ်။ဒီနေ့ကိုလာလို့ရတဲ့ဒီနေ့လည်းရောမနေနော်ဖေးကိုဒီနေ့မေးရမောင်းချလိုက်တာ မေရစိတ်ဆိုးနေတော့မလို့နေမှာပါခေရဲ့ စိတ်ဆိုးလို့မဟုတ်ဘူးလေဒါရှင်းပြလို့အိမ်မှာ ဒီနေ့လည်းခိုင်းတာ တောင်းပါပြီကြာဒီနေ့လာပြီနော် 1 2 3 4ဟုတ်လားဒီနေ့သမီးလေးကမျက်နှာရှင်နေမျိုးဘာပူစားမလို့လဲ အေးတမီးလေးတကယ်ချင်းနေတယ်လေစက်ကိုပြောမသားသေးချင်လားနေခွင့်ပြုလာလား ဘာပြောလဲအမေလုံးဝစိတ်ချောင်သမီးမင်းလုပ်နိုင်ဘူး တကယ်ချင်းနေပြောပြီးပြီအကုန်လုံး ဘိုးဘလို့ပဲပြောပြပြီးအမေလုံးဝခွင့်မပြုနိုင်ဘူးသမီးကိုလုံးဝအမေစိတ်ချောင်ဒီလိုခေတ်ကာလကြီးထဲမှာဒီလောက်ကြီးမကောင်းနေတဲ့ဈားတွေထဲမှာသမီးကသွားကျင်နေဆိုတော့အိုးလုံးဝခွင့်မပြုဘူးအမေ မင်းကောင်း ဟိုမင်းကလေကွာကလေးလေးကတနာပါလေလွတ်လိုက်ပါ အိုးမလုပ်နိုင်ပါဘူးဘာလဲရှင်သမီးမဟုတ်လို့ရှင်ကဒီစကားပြောရတာ ဟာအဲ့တော့